သူမင်္ဂလာပေါင်းနဲ့ပြည့်စုံ၍သစ္စာရှိစွာဖြင့်ကိုယ်တိလျောက်တိုင်းကျိုးပြည်ကျိုးတည်ဖို့ဆောင်ရွက်အမြဲအောင်မြင်တော်မူကြပါစေမြမအနုတပင်လွန်ခဲ့တဲ့အပတ်ကကျွန်တော်စီးဝါအကြောင်းကိုအခြေခံ၃မျိုးပြောခဲ့ပါတယ်2ဝါ4ဝါ8ဝါအဲ့ဒါပြောခဲ့ပြီးတော့နောက်ရှေ့ဆက်ပြီးတဲ့အခါကျတော့ဒီ2ဝါရဲ့ပရိယေ4ဝါပရိယေ8ဝါရဲ့ပရိယေများကိုပြောတဲ့အခါကျတော့တန်စင်ကလည်းပါအောင်မှဖြစ်မှာပေါ့တန်စင်မှာတပါလဲထည့်ပြောမှဖြစ်မှာကြောက်အခုတပတ်ကမှကျွန်တော်တန်စင်ကလေးကိုအနည်းငယ်တော်တရှင်များတင်ပြပြသည်ဟိုးအရင်ပါများကကျွန်တော်နှဲကြီးမှုတ်ပြခဲ့သေးတာကိုမှတ်မိကြပါလိမ့်မယ်အဲ့ဒီနှဲကြီးမှုတ်ပြတော့ကနှဲကြီးကိုအောက်ကနေပြီးတော့အထက်တက်သွားတဲ့အတန်တွေကလည်းတစ်ခွန်ချောင်းက4-3-2-1ပထမတစ်ကဘယ်သံဒုတိယတစ်ကညာသံဘယ်သံညာသံပေါ့လေဘယ်ဘက်လက်ကအောက်ကထားညာဘက်လက်ကအပေါ်ထားပြီးမှုတ်ထားတယ်ဘယ်သံညာသံအဲ့ဒီဘယ်သံညာသံသိပြီးတဲ့နောက်ကျွန်တော်တို့မြန်မာဒုတိယမှာအတန်ကလည်း9မျိုးရှိတာကိုအတန်9မျိုးဘယ်လိုလုပ်ထားဆိုတော့ဟိုကောင်းငင်ပြိုင်နဲ့ငှက်တို့ကျွန်တော်တို့ခြီလေးချောင်းတလွာတို့အတန်နဲ့မြေတဲ့အတန်ပေါ့ဗျာပမာဖြင့်ဂျိုးကြတာဆိုရင်မျက်စိမာလို့ခေါ်တယ်တပေါက်တန်နောက်စိတ်မြေတဲ့အတန်နောက်နွားလားတွန်တဲ့အတန်နောက်အုပ်အောငှက်တွန်တဲ့အတန်နောက်ထောင်းမြေတဲ့အတန်နောက်မြင်းဟီတဲ့အတန်နောက်ဆင်မြေတဲ့အတန်အဲ့ဒီလို1 2 3 4 5 6 9 8ဆိုပြီးတော့အဲ့ဒီလိုပထမအတန်ကိုမျက်စိမာနောက်ခန္ဓာရနောက်ဥဒ္ဓဖနောက်ပြင်စမနောက်ရှေ့စဆိုတဲ့ဒေါင်းတန်နောက်ဒေဝတဆိုတဲ့မြင့်တန်နောက်ရှင်ဆိုတဲ့နိဒါရအဲ့ဒီအတန်9မျိုးပေါ့လေအဲ့ဒီ9မျိုးရှိတယ်ရှိတော့ကနှဲကြီးကိုမှုတ်ပြီးတဲ့အတိုင်းရှေ့ကိုတဲ့တဲ့ကန့်လန့်ချထားညာဘက်ကမှုတ်တဲ့ဘက်ဘယ်ဘက်ကနှဲ့ချီရှိတဲ့ဘက်ပေါ့လေအဲ့လိုထားတဲ့အခါမှာဒီအတိုင်းပဲကျွန်တော်တို့အတိဒုရိယာများမှာပတ်ဝိုင်းတို့ကြီးနောင်ဝိုင်းမောင်းဝိုင်းပတ်တရားအဲ့ဒါတွေကဘယ်ဘက်ကနဲ့ညာဘက်အတန်နေရှိကြတဲ့အခါမှာဘယ်သာညာသာဆိုတာရှိတယ်တပေါက်သားဆိုရင်ဘယ်ညာနှစ်ပေါက်သားလည်းဘယ်ညာအကုန်လုံးဘယ်ညာရှိတာကြီးပဲအစုံကတော့ဘယ်နဲ့စုံရှိပေါ့လေအတန်ကတော့9မျိုးအဲ့လိုရှိကြတော့ကအတန်9တန်ရှိကြတဲ့အ낵ကတချင်းဆိုတဲ့ပုဂ္ဂိုလ်ကကိုမှီတဲ့အတန်နေကနေပြီးတော့မြင့်တဲ့အတန်နဲ့မြင့်လွန်းလားနှိမ့်တဲ့အတန်ကနှိမ့်လွန်းသလားမနှိမ့်မမြင့်တော့အလဲအလတ်တန်မှန်လို့ခေါ်တယ်အဲ့ဒီအတန်ကိုမူတီးပြီးဆိုတယ်မူတီးတဲ့တန်မှန်ပေါ့လေအဲ့ဒီမူတီးတဲ့တန်မှန်ကိုထားပြီးတော့တက်တန်တဲ့အတန်ခါမလဲမှီအောင်နှိမ့်သွားတဲ့အခါမှာပီပီသားသားရှိအောင်ဆိုပြီးတော့ကြိုက်တဲ့အတန်ကိုမူတီးနိုင်တယ်အတန်ခုတည်းကကြိုက်တဲ့အတန်မူတီးနိုင်တာပဲချိုးခြင်းအားဆိုဒီတန်ကတော့၄ပေါက်ကနေဆိုရတယ်ဒီတန်က9တန်ကဆိုရတယ်ဘာလဲမဟုတ်ပါဘူးဘယ်တန်ကဆိုခြင်းတဲ့အတန်ကနေစပြီးတော့မူတီးဆိုပြီးတော့အဲ့လိုဆိုးသွားတဲ့အခါမှာမိတ်တန်လို့ဆိုတာရှိတယ်မိတ်တန်ဆိုတာအတွဲနဲ့အဖက်လို့ခေါ်တယ်အတွဲနဲ့အဖက်ဆိုတော့ကျွန်တော်တို့ဥပမာအားဖြင့်မိတ်အတွဲဆိုတာဘာတော့လူနှစ်ယောက်လမ်းလျှောက်သွားတယ်မိတ်ဆွေချင်းခင်လို့တွဲသွားလာပေါ့အဲ့တွဲသွားတဲ့အခါနေဘူးတဲ့တွဲသွားတဲ့အခါနောက်လှည့်ကြည့်တဲ့အခါမှာအရေးနှစ်ခုမြင်ရလိမ့်မယ်အဲ့ဒီနှစ်ခုမြင်ရရင်နှစ်တန်ပဲအတန်နှစ်ခုကျွန်တော်အတန်နှစ်ခုအခုတီးပြပါမယ်အတန်နှစ်ခုတွဲပြီးတော့တီးလိုက်တယ်ဆိုတာတတန်နဲ့တတန်တစ်ခုနဲ့တစ်ခုဟိုတခြားဒီနော်အတန်ထွက်လာတယ်ဘာမှမဖြစ်တပေါက်သားဖြင့်တပေါက်သားနှစ်ပေါက်သားဖြင့်နှစ်ပေါက်သားဘယ်သာညာတန်တီးလိုက်မှာဟောဒီလိုတီးပါလေအဲ့ဒါနှစ်တန်ပဲအဲ့ဒါကအတွဲလို့ခေါ်တယ်အဖက်လို့ဆိုတာတော့လူနှစ်ယောက်နေဘူးတဲ့ဖက်ထားပြီးအရေးထည့်ကြည့်လိုက်တစ်ခုတည်းမြင်နေရတယ်အရေးထည့်တစ်ခုတည်းမြင်ရတယ်အဲ့ဒါကနှစ်တန်ပေါင်းပြီးတော့တစ်ချက်တည်းချရတယ်အဲ့ဒါအဖက်လို့ခေါ်တယ်ဟောတာအဖက်ပဲဗျာအဲ့ဒါနှစ်တန်ပေါင်းပြီးတည်ရတာအဲ့ဒါအတွဲနဲ့အဖက်ဒီတော့ကကျွန်တော်တို့မှတွဲတာကတရားတည်လို့တွဲတယ်တရားတည်ဆိုတရားကဘာလို့မအောင်တရားဆိုတာကမူတည်တဲ့အတန်မှကိုကြိုက်တဲ့အတန်ကိုတရားလားအဲ့ဒီတရားလားကိုဘယ်နေရာထားမလို့တစ်ပေါက်လားနှစ်ပေါက်လားဆိုတော့ကြိုက်တဲ့နေရာမှာထားပါတော့ထားနိုင်ပါတယ်တစ်ပေါက်သားကိုတရားသံလည်းထားနိုင်တယ်ကြိုက်တဲ့နေရာမှာထားနိုင်တော့တရားနဲ့တီနဲ့တယောကမိတ်ဆွေရဲ့ဖြစ်နေတော့တပေါက်သားနေရာတိုင်းထားနိုင်တယ်ဆိုတော့အတန်တိုင်းကလည်းတပေါက်သားဖြစ်နိုင်တယ်အတန်တိုင်းကလည်းတီတန်ဖြစ်နိုင်တယ်အတန်တိုင်းကလည်းတယောသားဖြစ်နိုင်တယ်
မှတ်ဖို့ကတော့ဗါလဲဆိုကျွန်တော်တို့မှာစောစောကပြောထားလို့ရှစ်ကနန်းတစ်ခုနဲ့တစ်ခုတွဲတယ်အတန်တူဆိုရင်ရှစ်လုံးကြီးပဲအဲ့ဒါရှစ်လုံးကြီးတွဲသွားတဲ့အခါမှာတရားတီတရောလို့ဆိုတော့ပထမဥပမာအပြင်တပေါက်တန်ကိုတရားထားတယ်ဆိုတော့နှစ်ပေါက်တန်ဟာသူ့ဘယ်ဘက်ကကတ်ရဲ့အတန်လေးဟာတီတန်ဟောတာတပေါက်တန်ပဲအဲ့ဒီတော့သူ့ဘယ်ဘက်ကကတ်ရဲ့နှလုံးတွဲဟာတီဟောတာတီပဲအဲ့ဒါတရားနဲ့တီနော်တရားနဲ့တီဆိုဒီတီကဘာတီတုံးဆိုတော့ဘယ်ဘက်မှာရှိတော့တီဖြစ်တော့သူ့ကိုဘယ်တီလို့ခေါ်တယ်စောစောကပြောလို့ဘယ်သာညာတန်ရှိတယ်လို့ဘယ်တီဆိုတော့ညာတီလေးရှိအောင်မှာပေါ့အဲ့ဒီဘယ်တီနဲ့ညာတီကရှစ်လုံးတွဲထားတယ်တိုးတော်လည်းပဲတရားကနေယူတဲ့အခါကျတလုံးရော့သွားတော့ပါတရားကနေပြီးတော့ဘယ်ဘက်ကိုနှလုံးတွဲကတီညာဘက်ကိုခုနှလုံးတွဲကတီနော်ဒီတော့ခုနှလုံးတွဲနဲ့ဘယ်ဘက်မှာနှလုံးတွဲထားတဲ့ဥစ္စာနှစ်ခုတီးရတော့ရှစ်လုံးတွဲဖြစ်သွားတော့ဟောတာတီနှစ်ခုပဲတီနှစ်ခုအတူတူတတန်နဲ့ပဲအဲ့ဒါပုံစံကားကြမှတ်ထားဖို့စနစ်ကလေးတစ်ခုကတော့ကကျွန်တော်တို့ရှစ်လုံးတွဲတတန်ညီးနေတာကိုခလဲကတတန်ပါတော့အလုံးပေါင်း9တန်ပေါ့လေ9ကဏ္ဍကိုမှတ်ထား9ကဏ္ဍမှတ်ထားပြီးတော့တစ်တပေါက်ကတရားလို့ဆိုရင်နှစ်ပေါက်ကတီလို့ဆိုတယ်အဲ့ဒါဘယ်တီတဲ့ဘယ်တီသိတော့သိပြီညာတီသိရင်တော့ဘယ်နဲ့လုံးလဲဘယ်တီကဘယ်နှလုံးတွဲတယ်နှလုံးတွဲတယ်9တဲ့နှစ်တို့ခွန်ကြံအဲ့ဒီ9နှလုံးတွဲဟာညာတီပဲအဲ့ဒီသဘောပဲဒီလိုမှတ်ရလားပဲနောက်ပြီးတော့တရားပြီးတော့တီပြီးတော့တရောသွားလိမ့်မယ်တရားနဲ့တရောဟာဘယ်နှလုံးတွဲဆိုတော့၄လုံးတွဲတယ်၄လုံးတွဲတော့ဘယ်ဘက်မှာတွဲတာနော်ဘယ်ဘက်မှာ၄လုံးတွဲတော့က၄လုံးတွဲဘယ်တန်းအဲ့ဒီဘယ်တန်းဟာဘာတရောလဲဆိုတော့ဘယ်တရောညာတရောအသိရင်တော့ဘယ်နဲ့လုံးလဲကိုယ်လက်မှာ၄နှုတ်၅ကြံအဲ့ဒီ၅ကြံတဲ့ဥစ္စာညာတရောပဲဟောတာဘယ်တရောနဲ့ညာတရောပဲဆိုပါတော့အကုန်လုံးဘယ်တရောညာတရောအဲ့တော့တရားတီတရောပါပဲဒီတော့မိတ်ဘယ်လိုဖက်သွားဆိုတော့အတန်ခွန်တန်ရှိတဲ့အနှစ်ကတပေါက်တန်ဒီတရားတီတရောဖြစ်နေတယ်လို့ပဲဘယ်အတန်မဆိုတရားတီတရောဖြစ်နေတယ်မိတ်ဆက်ပြီးတော့ပြကြဆိုရပထမတပေါက်တန်ဒီတရားဖြစ်ခဲ့တော့တီနဲ့တရောတို့ဟာနှစ်ပေါက်နဲ့၄ပေါက်များဖြစ်ကြပါတယ်တရားတီတရောအဲ့ဒါတရားတီတရောတပေါက်တန်တရားဖြစ်သွားတဲ့နှစ်ပေါက်နဲ့၄ပေါက်ကအမျိုးတော်သွားဒါဖြင့်ဒီတစ်ပေါက်ကတရားတစ်ခုတည်းဖြစ်နိုင်လားတေကောမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတစ်ပေါက်ကတေဖြစ်ခဲ့လို့ရှိတော့ခုနှစ်ပေါက်ကတရားတစ်ပေါက်ကတေသုံးပေါက်ကတရောအဲ့ဒါတရားတေတရောတစ်မျိုးပဲအဲ့လိုတည်တယ်တစ်ပေါက်ကတရားဖြစ်လို့နှစ်နဲ့၄နော်တစ်ပေါက်ကတေဖြစ်တော့ခုနဲ့၃ကောင်းပြီတစ်ပေါက်ကတရောဖြစ်ပြန်တော့ကော၅ပေါက်ကတရား၆ပေါက်ကတီးတဲ့အဲ့လိုတွဲသွားတယ်တပေါက်ဟာတရားတီတရောဖြစ်ခြင်းအပြင်2နဲ့4တီ၎င်း9နဲ့3တီ၎င်း5နဲ့6တီ၎င်းမိတ်ဖက်ဖြစ်သွားတာအကုန်လုံးစုံသွားတာပဲအဲ့လိုဖြစ်သွားတယ်ကောင်းပြီဒါဖြင့်ရှေ့ဆက်ပြီးကျွန်တော်တို့အလုပ်လုပ်ကြအောင်ဆိုလို့ဆိုတော့ဒါကတန်စင်ကလေးတွေနော်အမှတ်တမဲ့ဒုတိယနဲ့ပြသွားတယ်နေခဏနဲ့နှုတ်တဲ့နေကတော့ခုနကပြောလို့ကိုယ်တဲ့နှင်းနှုတ်ကြံတဲ့ဥစ္စာဆိုတာမျိုးလိုပဲအဲ့တော့တရော့သိချင်လို့ရှိလည်းပဲ၄လုံးတွဲလို့ရှိရင်ကိုယ်တဲ့၄တို့ညာဘက်ကဥစ္စာတရားလာမယ်ဟောညာတရောပဲအဲ့ဒီတော့ကျွန်တော်တို့ပြဿနာတစ်ခုရှိတယ်ဒုတိယရှိပြီးတော့သင်တဲ့နေဒုတိယမရှိဘဲနဲ့သင်တဲ့နေရလို့ရှိတယ်ပမာဆိုပါတော့ဘယ်အတန်းဆိုတရားသံတေသံတရောသံလုံနိုင်တယ်ဆိုတော့မိခွန်းကတရားသံတစ်ခု၌ဒီခြားခြားကျွန်တော်စဉ်းစားရအောင်တရားသံတစ်ခုကိုတွေ့တော့ထိုတရားသံဤတရောသည်ဘယ်မှာရှိတယ်လဲဘယ်နှပေါက်တန်လဲတရားသံကလည်းဘယ်အတန်မှမသိဘူးခုနတန်တဲ့တစ်ခုပဲအဲ့ဒီတရားသံဤတရောဟာဘယ်မှာနေလဲဆိုတာဘယ်လိုတွေ့မလဲခဏနဲ့တွေ့ပြသားမှာအနာမဒုတိယမရှိဘူးတီးစရာမရှိဘူးပညာဆိုတာဟာအဲ့ဒါလောက်ကိုပြည့်ပြည့်စုံလို့ခါခါနဲ့လိုက်မှသာရင်ပညာခန်းကိုဒီတော့ကျွန်တော်ဆိုလိုတာကတော့ကဘယ်အခါမဆိုမိသည့်တရားသံမဆိုထိုတရားသံကိုသိ၍ယင်းတရားသံဤတရောကိုသိလို့တော့လေးနှုတ်လေးတော့နှုတ်ရင်ရရောလားရတယ်ဒါပြီးဥပမာပြကြတော့တပေါက်သံတ
တရားတပေါက်တန်တရားရဲ့တရောကိုသိရင်တိတဲ့လေးနှုတ်မနှုတ်တော့ခွန်ရှိဘာလို့ခွန်ရှိတယ်30မရှိဘူးလားမဟုတ်ဘူးအသံကအားလုံးမှာ9သန်းရှိတာကို9နဲ့1နဲ့ပေါင်းရှစ်တဲ့လေးနှုတ်လေးတစ်တရားလေးတရောဒီတိုင်းသွားတာပဲ2ပေါက်မလဲထုံနေတူ3ပေါက်မလဲထုံနေတူဥမာ3ပေါက်ဆိုပါဦးနော်ဗျာ3ပေါက်တန်တရားရဲ့တရောဒီဘလို့လဲဟာ3နဲ့4နှုတ်ပါပဲ3နဲ့4နှုတ်တော့မနှုတ်တော့ခွန်ရှိ30ဖြစ်အဲ့ဒီ9နဲ့4နှုတ်တော့ဘလောက်ဟုတ်လားဟို30နဲ့4နှုတ်တော့6အဲ့ဒီ6ပေါက်တန်ဟာ3ပေါက်တရားဤတရောပဲတဲ့ဒါတိတိကျကျအဖြေထွက်တာပဲကောင်းပြီတခါလာအောင်မယ်ခမရနှုတ်ထားတော့ဟုတ်ပါကျွန်တော်အနှုတ်မတတ်ဘူးဗျာအနှုတ်မတတ်အပေါင်းတော့တတ်ကြလားတတ်တယ်အပေါင်းတတ်ရင်ဖြစ်သူလို့ကွာတရားကိုသိတယ်လို့တရောသိရင်3ပေါင်းပြီတော့မမတပေါက်တန်ကတရားတရောသိရင်3ပေါင်း4ပေါက်တန်ပေါ့3ပေါက်တန်သိတယ်3ပေါက်တန်တရားကိုသိတယ်3ပေါက်တိုင်းတရောကိုသိရင်အဲ့ဒီ3ပေါင်6ရတာဒီတိုင်းသွားတာပဲအဲ့တော့ကောင်းပြီဒါဖြင့်တရားကနေပြီးတရောတော့သိပါပြီဗျာတရောကနေပြီးတရားသိတော့ဘယ်နဲ့လို့သိကျင်တော့ဘယ်နဲ့လို့လဲစောကနီးက4ပဲ3နှော4ပဲဆိုက4နှုတ်မနှုတ်ရင်3ပေါင်4ပဲ3နှောတရားတရောရဤ4ပဲ3နှောတရားတရောတဲ့တရားတော့ပဲတရားပြန်လိုက်ပါ4ပဲ3နှောကို3ပဲ4နှောလှုပ်လိုက်ရင်ပြောင်းပြန်လိုက်ရရောကြည့်ကြအောင်စို့တပေါက်တရောကိုတရောရဲ့တရားသိရင်တော့မနဲ့လို့3နှုတ်တပေါက်ထဲ3နှုတ်ခွန်ရှိတော့ရှစ်ထဲမှာ3နှုတ်5ကြိုက်လို့တပေါက်တရော5ပေါက်တရားအဲ့ဒီလိုအဲ့ဒါတွေ့နီးပဲအဲ့ဒီလိုသင်ချနဲ့တွေ့နီးသိဖို့ကျွန်တော်တို့ဟိုတင်းခေါ်မှာပေါ့ဗျာသိပ္ပံနီးဘာနီးဘာလဲဘာတွေကအရေးမကြည့်ပါဘူးဒါတွေကလူရင်းတဲ့ဥစ္စာကသိပ္ပံနီးတော့ဝိဇ္ဇာနီးတော့ဆိုတာဘယ်နေရာမျိုးဆိုသိပ္ပံနီးမှလည်းဝိဇ္ဇာပါလာဝိဇ္ဇာမှလည်းသိပ္ပံပါလာပါပဲကျွန်တော်တို့ဒုတိယဂီတသဘင်ပညာမှာဘယ်အခါမှဆိုတိတိကျကျအားဖြင့်ပြောပြီးတော့နေကြတော့ကဘယ်အရာမျိုးမဆိုတန်စင်ဒီ၎င်းစီဝါဒီ၎င်းတိတိကျကျရှိတယ်ထင်းတယ်လို့တီးပြီးတော့ထင်းတယ်လို့လှုပ်တယ်ဆိုတဲ့တကားမဟုတ်ပါဘူးဘာဖြစ်လို့လဲဘောင်ခတ်ထားတာကဘောင်ကျဲတဲ့နေရာရှိတယ်ဘောင်ကြီးတဲ့နေရာရှိတယ်ဘောင်ကျဲတဲ့နေရာကြတော့ကတချို့ကဘောင်ဘလောက်ကျဲတယ်မသိတော့ထင်းလို့တီးတယ်လို့အောင်းမရတယ်ဥမာပြကျွန်တော်တို့အခုအတွဲတွေပြောသွားတယ်အတွဲပြောသွားတဲ့အထက်မှာကျွန်တော်အတွဲ2ခုပြောမယ်အဖက်မဟုတ်ဘူးနော်အတွဲဆိုတာ2တန်းအဲ့ဒီ2တန်းမှာဘယ်ဘက်ကအတန်ကိုကျွန်တော်အရင်ပြောမယ်ဒုတိယဥစ္စာကညာဘက်တန်းဘယ်သားနဲ့ညာလားနှလုံးတွဲဆိုရင်တေးတရားပဲအဲ့ဒါနှလုံးတွဲဆိုတေးတရားပဲဗျနော်နှလုံးတွဲဆိုတေးတရားကောင်းပြီလေးလုံးတွဲဆိုရင်တရောတရားပဲလေးလုံးတွဲတရောတရားငါးလုံးတွဲဆိုရင်တရားတရောဗျနော်တော့ဒီတော့ကနှလုံးတွဲမှာတေးတရားလေးလုံးတွဲမှာတရောတရားငါးလုံးတွဲမှာတရားတရောငါးလုံးတွဲမှာတရားတရောနော်ခုနှလုံးတွဲမှာတရားတေးခုနှလုံးတွဲမှာရှစ်လုံးတွဲမှာတရားရှစ်လုံးတွဲမှာတရားဘယ်အလုံးတိတိဖြင့်တိရှင်းမယ်ကောင်းပြီအခုတခါပြန်ပြီးတော့ညာဘက်ကအတန်ကိုကျွန်တော်ပြန်ပြောမယ်ညာပြီးတော့ဘယ်ပထမပြောတာညာပဲတရားနောက်ပြီးတော့တခါတေးတရားခုနှလုံးတွဲနော်တေးတရားခုနှလုံးတွဲတယ်ငါးလုံးတွဲပဲငါးလုံးတွဲတဲ့အခါကျတော့ကဒီညာဘက်ကတရောဘယ်ဘက်ကတရားလေးလုံးတွဲမယ်တရားတရောနှလုံးတွဲတော့တရားတေးတဲ့အဲ့ဒါပဲအတွဲကဒါတော့ပဲထားနောက်ကိုကျွန်တော်တို့ပညာအရှင်အတန်းရင့်လာတဲ့ခါကျတော့သူ့အစ်နဲ့သူသွားမှဖြည့်ထားကိုဒီမတတ်သေးရင်သိပ်ပြီးတော့ကြီးကြီးကျယ်တွေရှောက်ပြီးတွေးပြီးတော့ပြောသွားမယ်ဆိုတော့မဖြစ်နိုင်ဘူးဒီတော့အဲ့ဒါကတန်စင်ကလေးပါခင်ဗျာ
တန်စင်အကြောင်းပါပဲတင့်လောက်ပါပြီဒီတော့ဒီတန်စင်နဲ့ဆက်ပြီးသွားတဲ့အခါမှာစီဝါနဲ့ရှင်းပြီးတော့ပြသွားတဲ့အခါကျတော့ရှေ့အပိုင်းတွေမှာကျွန်တော်တို့ဆက်လက်ပြီးတော့တင်ပြသွားပါအောင်မယ်တင့်လောက်ပါပြီဒီတစ်ပတ်နောက်ပတ်မှာဆက်ကြအောင်ဆိုသောတာရှင်များခင်ဗျာအားပေးသောအားဖြင့်သောတာနတ်ရှင်တော်မူကြပါများစွာကျေးဇူးတင်ပါတယ်သူမင်္ဂလာပေါင်းနဲ့ပြည့်စုံတော်မူကြပါစေသစ္စာရှိစွာဖြင့်တိုင်းကျုပြည်ကျုသီဖို့ဆောင်ရွက်အမျက်အောင်မြင်တော်မူကြပါစေမြမအနုတပင်ဟိုးတပတ်ကျော်လွန်ခဲ့တဲ့အခါတုန်းကကျွန်တော်စီဝါအကြောင်းတွေကိုပြောလာတယ်အဆုံးမတတ်တကယ်သေးပါဘူးနယီစီဝလစီဇုံစီများအကြောင်းမြမနယီနဲ့မြမဘဟုတင်စားပြီးတော့သူတို့အကြောင်းကိုအမျက်လောက်ပဲဖြစ်ပြလာပုံကိုကျွန်တော်ပြောထားခဲ့တယ်နောက်ပြီးတော့ဒီဥစ္စာဆက်မပြောခဲ့ဘူးဘာလို့ဆက်မပြောခဲ့သေးလဲဆိုတော့ကျွန်တော်တို့ဒီနယီစီဝါနဲ့တန်စင်ဆိုတာဟာဒွန်တွဲနေလာကိုဒီတော့စီဝါအကြောင်းပြောတော့လည်းပဲတန်စင်အကြောင်းနဲ့အောက်ကအခြေခံလေးအနည်းငယ်ပြောဖို့လူသေးတယ်ဆိုပြီးတော့ကျွန်တော်တောင်းပန်ပြီးထားခဲ့တယ်ဆက်တော့ဆက်အောင်မှာပဲစီဝါအကြောင်းကအများကြီးဆက်အောင်မှာသူ့ပရိယေကအများကြီးကြံနေတာကိုဆက်ပါအောင်မယ်အဲ့လိုထားခဲ့ပြီးတဲ့နောက်တန်စင်ကိုကျွန်တော်အခုဆက်လာတော့ကစီဝါအကြောင်းကိုဆက်ပြီးတော့ပြောကြအောင်ဆိုရဲလို့ဆွေးနွေးတဲ့ပုံကများရှိတဲ့အတွက်ကျွန်တော်နောက်ကိုဆက်ပြီးတော့တန်စင်ပြီးတဲ့အခါမှာဆက်ပြီးပြောပါမယ်လို့ကျွန်တော်ဒီနေရာတောင်းပန်လိုက်ပါတယ်အခုတန်စင်ကျွန်တော်တို့ဆက်ကြအောင်ဆိုရဲတန်စင်ဆက်ကြအောင်ဆိုတော့ဆိုပြန်တော့လည်းပဲတန်စင်မှာအရင်ဘက်ကတကြိမ်ပြောထားကြတော့အခုအပတ်မှာပါဝင်ပြီးတော့သောတာရှင်များကဆွေးနွေးကြပြန်တယ်ဥစ္စာလည်းပါလာပြန်မလဲအဲ့ဒီပါလာတဲ့အကြောင်းကတော့အများသိတော်မူကြတဲ့အတိုက်ပေါ့လေပုံမှုပြီးတော့ရှင်းလင်းအောင်လို့ပါဝင်ဆွေးနွေးထားတာကဥစွာညင်လုံးတနုတ်အောက်ပြန်တဖန်ပလဲမြင်ဆိုင်ကွဲမူဒုရကတွေခေါ်ရတို့နောက်6တွေအညွတ်ကိုမြို့တပြန်ပြီးတော်ပြန်စတဲ့ဖြင့်အဲ့ဒီစာရှိပါတယ်တဲ့အဲ့ဒီသဘောကိုသိကျင်နေတဲ့ဒီလိုဆိုတော့ကဒီကိစ္စဟာကျွန်တော်လည်းပဲဒီတန်သိအကြောင်းပြောတဲ့အခါမှာဒီဟာတော့ခြံထားမယ်လို့မဟုတ်ဘူးစိတ်ကူးထဲမှာပါပါတယ်ဒီတော့အခုဆက်လက်ပြီးတော့ဆွေးနွေးကြမယ်ဆိုတော့ကျွန်တော်အဲ့ဒီအကြောင်းကိုပဲဆက်ပြောပါမယ်တန်သိကိုဒီတော့ဒီဥစ္စာညင်းလုံးတနုတ်အောက်ပြန်တဖန်ပလဲဆိုတဲ့ဥစ္စာတွေကိုမသွားခင်အရင်အပတ်ကကျွန်တော်တန်စင်အကြောင်းကိုပြောထားခဲ့တဲ့ကိစ္စထဲမှာအချက်၄ချက်ပြောထားခဲ့တယ်အဲ့ဒီအချက်၄ချက်ကိုကျွန်တော်အခုထပ်မြန်ပြီးတော့တောတရှင်မြတ်ကိုနှူးပြရစီဦးပထမတစ်ချက်ကတော့နှဲကြီးအတန်ကိုမှုတ်ပြတယ်လေနှဲကြီးအတန်မှုတ်ပြတော့ကအောက်ကနေပြီးတော့အပေါ်ကိုတပေါက်စီဖွင့်သွားတဲ့အခါမှာအတန်ထွက်လာတာက1065432ပြီးတော့အကုန်ပွင့်သွားတဲ့အခါအပေါ်ကနေတပေါက်စီပြန်ပိတ်လာတဲ့ရှင်းလာတဲ့အခါကျတော့12356ခွန်1အောက်ကတော့1065432အပေါ်ကရှင်းလာတော့12356ခွန်1ဆိုလိုတဲ့အဓိပ္ပာယ်ကဘယ်သာညာသာတပေါက်သားချင်းတူဘယ်သာညာသာဆိုလိုတာကတော့ကျွန်တော်တို့တန်စင်ရှိသမျှအားလုံးဘယ်သာညာဟန်ရှိတယ်ဆိုတော့ပါပဲအဲ့ဒါပထမတစ်ချက်ဒုတိယတစ်ချက်ကကျွန်တော်တို့အတန်လေးတွဲပြတယ်နှလုံးတွဲဆိုတော့အဲ့ဒီနှလုံးတွဲဆိုရင်နှလုံးတွဲဟာနှစ်ခုဆိုတာစုံကဏ္ဍကိုရစုံကဏ္ဍဆိုတော့စုံကဏ္ဍမှန်ရင်တရားသံဟာဘယ်ဘက်ကအမြင်ညာဘက်ကအမြင်ရှိတယ်စုံကဏ္ဍဆိုရင်ညာဘက်ကအမြင်ရှိတော့နှလုံးတွဲတယ်ဆိုရင်တရားတည်ပေါ့လေးလုံးလည်းစုံကဏ္ဍမယ်တရားဟာညာဘက်ကနေတယ်တရားတရောငါးလုံးကျတော့မဖြစ်သွားပြီမဖြစ်သွားတော့တရားကဘယ်ဘက်ကရောက်လာလဲအဲ့တော့တရောတရားခုနှလုံးတွဲပြန်လားခုနှလုံးကျတော့မဆိုရင်တရားဟာဘယ်ဘက်ကနေတယ်တေးတရားရှစ်လုံးကြတော့ရှစ်လုံးဆိုတာကတော့ကျွန်တော်တို့ဘယ်အတန်မှဖြစ်ဖြစ်ရှစ်လုံးတွဲလာပဲနှစ်ပေါက်ချင်းလေးပေါက်ချင်းခုနှစ်ပေါက်ချင်းအကုန်လုံးဟာရှစ်လုံးတွဲရင်သူ့အတန်နဲ့သူတစုံစီကြလာပဲအဲ့ဒါဒုတိယအချက်ပြောခဲ့တယ်တတိယအချက်ကျွန်တော်အစီရင်ခံပြီးတင်ပြခဲ့လာတော့ကဥပမာအားဖြင့်အတန်9မျိုးရှိတဲ့အနေကဘယ်အတန်ကိုမဆိုတရားသံပြုနိုင်တဲ့တေသံပြုနိုင်တဲ့တယောသံပြုနိုင်တဲ့ဆိုတဲ့စကားအရာအတန်တစ်ခုတည်းတရားသံဖြစ်ခဲ့တယ်ထိုအတန်ဤတယောကိုသိလို့တော့ဘယ်လိုတွက်ပြမလဲသင်္ချာနဲ့တွက်နေပေါ့လေအနာမဒုတိယမပါဘူးဒုတိယမရှိဘဲနဲ့တွက်ချက်တဲ့နေပေါ့လေဒါကသင်္ချာနည်းနဲ့တွက်မယ်ဆိုရင်အဲ့ဒါဘယ်လိုတွက်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြခဲ့တယ်ကျွန်တော်တို့မှတ်သားရမယ့်အချက်ကလေးကတော့က4 ပယ် 3 နှောတရားတယော
သိလို့တော့တရားသံတွေကလေးကိုနှုတ်ပါမနှုတ်ချင်း3ပေါင်းလေးပဲ3တော့အဲ့ဒါတရားရဲ့တရားကိုသိမှာပဲလို့ကျွန်တော်ဆိုတယ်တရားပြန်လိုက်ပါတရားကိုသိလို့တရားရဲ့တရားကိုသိကျင်လို့ရှိရင်လည်းပဲပြောင်းပြန်ပြီးတော့3ပဲ4တော့ပေါ့အဲ့ဒီနီတွက်ပြကျွန်တော်ပြခဲ့တယ်အဲ့ဒါတတ်တဲ့အချက်ပဲနောက်သရုပ်ထအချက်ကျွန်တော်တင်ပြခဲ့တာကအတန်9မျိုးအကြောင်းကိုကျွန်တော်ပြတယ်အတန်9မျိုးမှာဘယ်လိုလဲဆိုတော့ဒီကောင်းကင်ပြန်လိုက်တဲ့ငှက်တော်များရဲ့ခြေလေးချောင်းတော်များရဲ့သူတို့ရဲ့အတန်ကိုမှီညမ်းပြူပြီးတော့သူတို့ရဲ့ตาယာပုံကိုမှီညမ်းပြူပြီးတော့ကျွန်တော်တို့အတန်9မျိုးလှုပ်ထားတာကိုအဲ့ဒီဥစ္စာကိုအပေါက်နဲ့တကွဘာတရိဋ္ဌာန်ဆိုတာကိုကျွန်တော်ကြားရနာပြပုံကဥပမာအပြင်မြစ်စီမာလို့ဆိုပါတော့မြစ်စီမာဆိုတော့ဂျိုးကြတန်တပေါက်ပြအဲ့ဒီလိုကျွန်တော်ပြပြီးတော့တခါဒီတပေါက်2ပေါက်3ပေါက်4ပေါက်5ပေါက်6ပေါက်9ပေါက်ထိအောင်ပေါ့လေအဲ့ဒီလိုပြလာတော့ကဒီအတန်နဲ့9ခုကိုပြပြီးတော့ဒီထက်မှာအခုသောတာရှင်ဝင်ပြီးတော့ဆွေးနွေးတဲ့အချက်မှာဥစွာညင်းလုံးအောက်ပြန်ပလဲမြင်ဆိုင်ဒုရကတွေ6သွယ်ညွန့်ပြီးတော့ပြန်ဒီစာလုံးတွေကျွန်တော်ပြောတဲ့အထက်မှာစာလုံးတွေမပါဘူးမပါသေးဆိုလေဒီအထက်ကဟာတွေပြောတယ်ဆိုတာတော့သိကြမှာပေါ့လေအဲ့ဒါကိုကျွန်တော်အခုတွက်ပြတာကဘာဖြစ်လို့တွက်ပြလဲဆိုတော့တခါလည်းပြောလိုက်မပြီးလို့ဆိုပြီးတာပေါ့ပြီးတော့လည်းပဲလူချင်းသားကဘယ်အရာမျိုးဆိုကျွန်တော်တို့ပညာကိုမှတ်သားထားပြီးရင်မေ့သွားရင်တွက်ယူလို့ရမှာသာလေတိတိကျကျခိုင်လုံကိုစိတ်ချရတာကိုဒါကြောင့်တွက်ယူတော့နီးကိုကျွန်တော်ပြောကြလို့ရဲ့အဲ့လိုပြောတော့ကကျွန်တော်တို့မာဂဒေဝလင်္ကာတေထက်မှာမန္လိဆိုတော့စီရေးသားထားတဲ့အကြောင်းပါတယ်အဲ့ဒီထက်မှာလည်းပဲငှက်တော်ဝါတွေတရိษံတွေအကြောင်းကိုပြတယ်အဲ့လိုပြပြီးတော့သူတို့ကခေါ်တဲ့အတန်စင်နဲ့ပြတယ်ပေါ့လေဥမာဖြင့်ဥဒ္ဓဖဒေဝတရှစ်စခန္ဓာမြည်စီမပြင်စမအဲ့ဒီလိုစပြီးတော့နိသာရဖြင်းလို့အဲ့ဒီလို9မျိုးပြတယ်9မျိုးပြပြီးတော့မှဒီ9မျိုးကိုဘာကောင်းတွေလဲလို့ဆိုတာကိုတခါပြောတယ်နွားမင်းမြင်းမင်းဥထောင်းမင်းဘာမင်းစသဖြင့်ပေါ့လေခုနအတန်9ခုကိုတခါပြတယ်အဲ့လိုပြပြီးတော့မှနောက်ဆုံးမှာဆယ်တော်ဘာရှေရအောင်ပြထားလဲဆိုတော့နွားလာ3ပေါက်ဟောဒီကြတော့ကကျွန်တော်ပြောထားတဲ့ဥစ္စာမျိုးပဲအတူတူပဲတရိษံလည်းအတူတူပဲခေါ်တဲ့အခေါ်ဝေါ်လည်းအတူတူပဲအတန်ကြတော့ကနွားလာ3ပေါက်သိပြီနော်မြင်းသံ6ထုံးတော့တန်ကြောင့်ဥတော်50ခန္ဓာ2မျက်စိပလဲဟောတယ်မှာစကားအဆန်းတစ်ခုကျွန်တော်ပါလာတယ်ဆယ်တော်ရေးတာကကာယနဲ့ရေးတာကိုကာယနဲ့ရေးတော့ကျွန်တော်အရှင်ခန်းသွားလို့1ပေါက်2ပေါက်3ပေါက်4ပေါက်5ပေါက်6ပေါက်9ပေါက်စသဖြင့်အရှင်လိုက်တော့မဟုတ်ဘူးအရှင်လိုက်မဟုတ်တော့ကာယနဲ့ယူသွားတဲ့အခါမှာနှဲဝေါ်ဟာရတယ်စောင်းဝေါ်ဟာရတယ်ဆိုင်ဝေါ်ဟာရတယ်အဲ့ဒီမှာဝေါ်ဟာရတယ်စုံသွားအောင်ပြတယ်အဲ့လိုပြတဲ့ခါကျတော့ဒီထက်မှာနွားလာ3ပေါက်မြင်းသန်း6နဲ့ထုံးနောက်သန်းကြောင့်ဥတော်50ခန္ဓာ2တိမျက်စိပလဲလို့ဆိုမျက်စိပလဲဆိုတော့ဒီထက်မှာမျက်စိမှာဆိုတဲ့ဂျိုးကြတာဟာတပေါက်သားပါအဲ့ဒါကိုပလဲလို့ဆိုတော့ကဥစွာညင်းလုံးတနှုတ်အောက်ပြတဖန်ပလဲဆိုတဲ့မကြားဘူးတဲ့ပလဲလုံးဟာတပေါက်အဲ့ဒါတပေါက်တော့သေချာသွားပြီတပေါက်တော့ရပြီဒီထက်ကဥစွာညင်းလုံးတနှုတ်အောက်ပြတဖန်ပလဲမြင်တိုင်းကွဲမှုစတဲ့ဥစ္စာမှာတပေါက်ဆိုတာသိပြီဒီတော့နွားလာ3ပေါက်မြင်းတန်6ထို့တော့တန်ကြောင့်ဥတော်50ခန္ဓာ2တိမျက်စိပလဲရှေ့သွားတော့ခေါ်မြတ်တပြာအောက်ပြန်ပြင်စမ4ပေါက်မျှလေတဲ့ပြင်စမဆိုတာကျွန်တော်တို့အုံအောတွန်တန်4ပေါက်အဲ့ဒါကအောက်ပြန်လို့ဆိုတာဟောတာ4ပေါက်ပဲဒီလိုသွားတာကိုကောင်းပြီအောက်ပြန်ပြင်စမ4ပေါက်မျှလေနိသာရညှင်းလုံးနဲ့ဟောပေါ်လာနိသာရညှင်းလုံးနဲ့ကျွန်တော်တို့ကနိသာရဆိုတာရှင်သန်9ပေါက်တန်လို့ဆိုတော့နိသာရညှင်းလုံးပေါ်လာတော့ဘာတွေရပါလဲဥစွာညင်းလုံး9ပေါက်တနှုတ်အောက်ပြန်4ပေါက်တဖန်ပလဲ1ပေါက်အဲ့ဒီလိုဆိုတော့ခွန်ရယ်4ရယ်တစ်ကြတော့ကျွန်တော်တို့ရပြီရှေ့ဒီကနေတွက်ယူမယ်
တွေ့ယူတော့ကဟုတ်လား9ပေါက်နော်9ပေါက်ကနေပြီးတော့4ပေါက်သွားတော့9ပေါက်နဲ့4ပေါက်ဘလောက်ဝေးတယ်လဲဆိုတော့4လုံးဝေးတယ်ခွန်6 5 4 4လုံးပါခွန်6 5 4 4လုံးတွဲတယ်4လုံးတွဲရင်ကျွန်တော်အရင်ပြောထားကြတဲ့အတိုင်းက4လုံးတွဲရင်စုံဆိုရင်ညာတရားဖယ်တရောပဲညာတရားဖယ်တရောဆိုတော့က4ပေါက်ဒီတရား9ပေါက်ဒီတရောတရားတရောပေါ့နော်ခုကားလာတော့ဒိုးဆိုတာမျိုးတွေပေါ့ဗျာအဲ့တော့တရားတရောတော့သိပြီ9ပေါက်တရော4ပေါက်တရားတခါ4ပေါက်ကနေပြီးတော့တခါတပေါက်သွားပြန်နေဆိုတော့4ပေါက်နဲ့တပေါက်လည်းပဲဘယ်လောက်ချလဲ4 3 2 1 4 3 2 1လား4လုံးတွဲပဲ4လုံးတွဲဆိုတော့တိရောက်သွားတော့က4လုံးတွဲမှာညာဘက်ကတရားဆိုတော့တပေါက်တရား4ပေါက်တရောပေါ့ဆိုလိုတဲ့သဘောကိုမေ့ထားတော့သဘောအတိုင်းကိုကျွန်တော်ဖြေရမယ်ဆိုရင်ဖြင့်ဒီဥစ္စာဟာဒီလင်္ကာဆိုလိုတဲ့သဘောကတရောကိုအတန်တစ်ခုရရင်ဒီအတန်ကိုတရောပြုပြီးဒီကလာတရောဤတရားရတဲ့တရားကိုတခါတရောပြုပြီးနောက်တစ်ခါတရားအဲ့လိုတရားကိုလက်ရပဲအဖြစ်တက်ပြီးတော့4လုံးစီ4လုံးတက်သွားတဲ့အကြောင်းကိုပြတာပါပဲလို့ဒီဟာမလို့ဘာကြောင့်ပြလဲဆိုတော့တပေါက်2ပေါက်3ပေါက်4ပေါက်5ပေါက်6ပေါက်9ပေါက်10ပေါက်ဆိုတာအစင်လိုက်လျှောက်တီးသွားရုံပဲတို့တော်လည်းပဲ4လုံးတွဲတီးသွားတဲ့အခါဘာခေါ်လဲတရောတရားအဲ့ဒီတရောတရားဟာကျွန်တော်တို့တီးကြမှုတ်ကြတဲ့အခါကျတော့တရားနဲ့တရောတရားဟာသိမထားရဲ့အမတန်ခီးသွားလို့ခစ်တယ်ဒုတိယဂီတသမီးပညာမှာအဲ့တော့ခီးသွားလို့လွယ်စီကြီးအကျိုးငါပညာရှိများကစောင်းဝေါ်ဟာနဲ့ကြာကြာနဲ့ဒီလိုလုပ်ပြီးတော့ပြောထားတယ်အဲ့ဒီတော့ကျွန်တော်တို့ဒါကစာသဘောပေါ့ဗျာအခုတွက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်အရင်ဘက်ကပြောထားတဲ့အတိုင်းတရောကပဏ္ဏမာခုနကဆိုတဲ့9ပေါက်တို့ဆိုတယ်9ပေါက်ဆိုတော့9ပေါက်တရောရဲ့တရားဟာဘလို့လဲလို့ဆိုတော့ကဏ္ဍနဲ့တွက်ကြည့်သားမှတော့3နှုတ်4ကြံပေါ့နော်4ပဲ3နှုတ်တရားတရောတရားပယ်လိုက်ပါလို့ဆိုတာကိုလင်္ကာကကဏ္ဍနဲ့တွက်ကြည့်လားထုံနည်းအတူပဲလက်နဲ့တီးပြမှာဆိုတော့4လုံးတွဲတီးသွားတာပဲစုံကလမ်းမှန်ညာဘက်ကတရားဘယ်ဘက်ကတရောပုံစီကားကြဒါစနစ်တွေပါပဲကျွန်တော်တို့မှာအဲ့လိုရှိလာတော့ကဒါထားပါတော့စာသဘောအပြင်ပြောတော့တောတရှင်မလည်းနားလည်တော့ပါပြီစာသဘောတွေကဏ္ဍနဲ့တွက်ပြတဲ့သင်္ကေတနည်းနဲ့လည်းပဲကျွန်တော်ပြခဲ့ပြီအခုဘယ်လိုဘာပြောကျင်သေးလဲဆိုတော့ကျွန်တော်တို့ဒုတိယဂီတမှာအတိပညာရှင်များကလည်းပဲအမှန်တန်ဆန်းကျင်တယ်သူတို့ကလည်းပဲအဆိုပညာရှင်များကလည်းအတန်များကိုကိုယ်ညွန့်ပြီးတော့ဆိုကြသလိုအတိပညာရှင်များကလည်းသူတို့ပညာနဲ့သူတို့မှတ်သားထားလာပေါ့ဗျာမမအပြည့်ဟုတ်လား9ပေါက်တန်ဆိုပါတော့9ပေါက်တန်နော်အဲ့ဒီ9ပေါက်တန်ကတရောလို့ပြီးတော့9ပေါက်တန်ရဲ့တရားက4ပေါက်ဟုတ်တာ4ပေါက်9ပေါက်ကနေပြီးတော့4ပေါက်ဆိုတော့4လုံးတွဲဆိုတော့1 2 3 4လို့တီးမယ်အစားအတန်ကလေးနဲ့တီးလုံးလေးဖွဲ့ထားတာတရောကနေပြီးတော့တရားတီးတာ9ပေါက်တရောကတပေါက်9ပေါက်တရောက4ပေါက်တရားရအောင်တီးတဲ့အဖွဲလေးဟောတယ်လို့တီးပါလေအဲ့ဒီဒီလုံးလေးကြားရင်ဖြင့်ပထမဆုံးတီးတဲ့အတန်ဟာတရောနောက်ဆုံးကြတဲ့အတန်ဟာတရား9ပေါက်တရော4ပေါက်တရား4ပေါက်တရားဖြစ်ပြီနော်အဲ့ဒါ4ပေါက်တစ်ခါတရားတရောပြန်လုပ်ကြအောင်ဆိုရင်4ပေါက်တရောကနေပြီးတော့ရှေ့ကို4လုံးသွားလိုက်ရင်တပေါက်ရောက်လိမ့်မယ်4ပေါက်တရောကတပေါက်တရားဖြစ်အောင်တွားတယ်အဲ့ဒါကိုတီးတော့လေဒီအတိုင်းမတီးပါလေတီးလုံးတိုင်းပဲခင်ဗျာဟောကျွန်တော်တို့တပေါက်ရောက်သွားပြီ9ပေါက်က4ပေါက်4ပေါက်ကတပေါက်ရောက်ပြီတပေါက်ကနေသွားပြန်လည်းပဲဒါ9ပေါက်ရောက်တာပါပဲဒီလိုပါပဲတီးပုံလေးကလေအဲ့ဒီလိုနဲ့ပဲတပတ်လဲပြီးတော့သူ့နေရာသူပြန်သွား9သန်းလေးဆိုတာအဲ့ဒါပါပဲဒီတော့အတီးသမားပဲဒီလိုကျွန်တော်တို့မြန်မာဒုတိယမှာဘယ်အခါမှအတီးသမားကလည်းအတီးသမားနဲ့ဆိုင်ရာသူ့ပညာနဲ့သူမှတ်ထားပေါ့လေဆိုတော့ကျွန်တော်တို့အခုပြောခဲ့တဲ့အတိုင်း9ပေါက်က4ပေါက်4ပေါက်ကတပေါက်5ပေါက်ရအောင်ဟုတ်တယ်ဒီပါလေခင်ဗျာသဘောအဖြစ်နော်အဲ့ဒါက
အတီးသမားများရဲ့ပညာအချို့သမားများလည်းစာနဲ့စတိုင်တဲ့ဥစ္စာကိုပြည့်ပြည့်စုံစုံလင်္ကာလေးနဲ့ဥစွာညင်းလုံးတနော့အောင်ဗျာတဖန်ပါလဲမြေဆိုင်ကိုမူပါနဲ့စသဖြင့်လင်္ကာလေးနဲ့စထားလို့သူကလည်းသူဆိုင်ရာသူတီးလုံးနဲ့လှုပ်ထားတယ်အဲ့ဒါဟာမြန်မာဒူရိယဂီတရဲ့တန်စင်ကိုမှတ်တတ်တဲ့အကြောင်းကိုကျွန်တော်အစီရင်ခံခြင်းဖြစ်ပါလားခင်ဗျာသိလားပါပြီနောက်တစ်ပတ်လည်းဒီဥစ္စာအတန်စင်နဲ့စတဲ့ကိစ္စကိုလည်းပဲကျွန်တော်ဆက်ပြီးတော့အနည်းငယ်ပြောပြကြအောင်အဲ့ဒီတန်စင်လေးကိုအခြေခံလေးပြောပြီးတဲ့အခါကျတော့သောတာရှင်များစောစောကကျွန်တော်တောင်းပန်ထားတဲ့အတိုင်းမူလစီဝါအကြောင်းကိုပြောပြီးတော့စီဝါနဲ့တန်တင်နှစ်ခုထွန်တွဲပြီးတော့ဆက်ပြီးတော့အစီရင်ခံသွားပါမယ်ခင်ဗျာတက်တော့ပါပြီစောင့်မျှော်ပြီးတော့အားပြီးတော့မူကြတဲ့ပိဋကများကိုလည်းများစွာကျေးဇူးတင်ပါတယ်ဝေးရောက်ပြီးတော့ပါဝင်ဆွနေနိုင်ပါတယ်မြန်မာအနုသဘင်ကိုဝိုင်းဝန်းပြုပြင်ခြင်းအပြင်မြန်မာဒုရိယဂီတပညာတိုးတက်ကြပါစေလို့အားပြီးတော့မူကြရန်တောင်းပန်ပါတယ်ကျေးဇူးလည်းတင်ပါတယ်သူမင်္ဂလာပေါင်းနဲ့ပြည့်စုံတော်မူကြပါစေသစ္စာရှိစွာဖြင့်တိုင်းကျိုးပြည်ကျိုးသီဖို့ဆောင်ရွက်အမြဲအောင်မြင်တော်မူကြပါစေမြန်မာအနုတွင်လွန်ခဲ့တဲ့အပတ်ကကျွန်တော်တို့ဥစွာညှင်းလုံးတနှုတ်အောက်ပြန်တဖန်ပလင်းမြေဆိုင်ကွင်းမှုဆိုတဲ့စကားရဲ့အဓိပ္ပာယ်သဘောတရားကိုတင်ပြတဲ့အခါမှာအဲ့ဒါကရထားတဲ့အတန်တစ်ခုကိုတယောသဘောထားပြီးတော့တယောကနေပြီးတရားဆက်ပြီးတော့လေးလုံးတည်တက်ပြီးသွားတဲ့အကြောင်းအဲ့ဒါကတယောကနေတရားရှာတဲ့အကြောင်းပြောပါတယ်ဒီလိုပြောနေရရင်အကြောင်းတရားဟာဘာတွေကိုလို့လဲဆိုတော့တချင်းဆိုတဲ့လူဒီ၎င်းတချင်းတီးတဲ့လူဒီ၎င်းတရားတေးတယောကိုကြာနာသိပြီးထားဖို့အဲ့ဒါကိုအလွတ်ရအောင်ကြက်ထားတာကကျွန်တော်တို့တေချာကဏ္ဍများတွေ့တဲ့အခါမှာအပေါင်းအနှုတ်အမြောက်စားရဲ့လို့ကဏ္ဍကြီးတွေ့တဲ့အခါကျတော့အလီပန်းကိုမှုတ်နေအောင်ရထားမှာပေါ့လေအဲ့ဒီအလီပန်းမှုတ်နေအောင်ရထားတဲ့ကဲဆိုတရားနဲ့တယောနဲ့တရားမှုတ်နေအောင်ရထားဒါအပြင်ကျွန်တော်ဆိုလိုတာကတော့အကယ်၍အလီပန်းကိုခရဲကောင်မှာခါပြတ်ပြီးတော့မေ့သွားတယ်ဆိုပါတော့ကိုယ့်ဟာကိုတွေ့ယူလို့ရတယ်နီးထိုနည်းတူစွာတရားနဲ့တရားကိုအလွတ်ရအောင်ကြက်ထားတဲ့နီးအပြင်တွေ့ယူလို့ရတဲ့နီးလေးများလဲတေးချာဂါကနာပေးထားမှပညာကန်းနဲ့ခိုင်မာစွဲစွဲမြဲဖြစ်ပါဘူးအဲ့ဒါကြောင့်ဒီအကြောင်းကိုကျွန်တော်ဆက်လက်ပြီးတော့အခုပြောပါဦးမယ်အဲ့ဒီအကြောင်းဆက်လက်ပြီးတင်ပြတဲ့အခါကျတော့ကပမာဖြင့်ဂုံအင်တုတိရှိသည့်ထာမထံသို့ကြစေမင်ကွန်းချွေအတထွေဆက်ဝိုင်းပုံတနှိုင်းလို့သူကတပြန်သူ့ကိုပြန်ဤလို့ဒီလိုဆိုတယ်စာကဆက်ဝိုင်းပုံတရံသူကစရင်သူ့ပြန်ရောက်တယ်ဥပမာအဖြစ်1ခွန်6 5 4 3 2 1ပြန်ရောက်တယ်ခွန်ကစလည်းခွန်ပြန်ရောက်တယ်5ကစလည်း5ပြန်ရောက်2ကစလည်း2ပြန်ရောက်ပေါ့ဗျာအဲ့ဒီသဘောပေါ့လေတထွေဆက်ဝိုင်းပုံတနှိုင်းလို့သူကတပြန်သူ့ကိုပြန်ဤတဖန်ခွန်6တဲ့ခုနကနဲ့6ပေါ့တဖန်ခွန်6 5 4ကောက်ဤ3ပေါင်2ထား1ကိုသွားလို့မှတ်သားခွန်ပြန်ဟောခွန်ကိုပြန်လာတယ်မှတ်သားခွန်ပြန်တော့9ပေါက်ကစ9ပေါက်တန်ကိုပြန်လာတယ်မှတ်သားခွန်ပြန်မိဖက်တန်ကိုအမှန်သေးကြရအောင်ရှာ၍အမှန်သေးကြရအောင်ရှာ၍မိဖက်တန်ကိုရှာတော့မလို့အမိဖက်တန်ကိုအမှန်သေးကြရအောင်ရှာ၍ဆိုမှတန်ရောက်တရားဘောက်ကိုတီးတယ်လို့ဤတချင်းဆိုသွားတဲ့အခါမှာတချင်းဆိုတဲ့လူကဘယ်အတန်းဆိုသူတီးတဲ့လူကတရားဘောက်လိုက်ပြပါတချင်းတစ်ပုတ်ဆိုသွားရင်ဒီအတန်းရဲ့မူတီတဲ့တရားဟာဘယ်အတန်းလဲဆိုတာသိဖို့ဒါအရေးကြီးတယ်အဲ့ဒီတော့ကျွန်တော်တို့တချင်းတစ်ပုတ်ကျွန်တော်ဆိုပြတချင်းတစ်ပုတ်နဲ့တင်းပြမှာအတီးနဲ့ပေါ့လေအဆိုးကဘယ်ရောက်တဲ့အခါမှာအတီးကဘယ်လိုတရားတီးတယ်ဆိုတဲ့အကြောင်းကိုင်းကျွန်တော်တို့တချင်းတစ်ပုတ်ဆိုရအောင်နော်တချင်းတစ်ပုတ်ဆိုတဲ့အခါမှာအများနားလဲအောင်ကာလဘောပေါ့ဗျာကာလဘောတက်ကကြိုက်တဲ့တချင်းတစ်ပုတ်ဆိုသမှာအဲ့ဒီဥစ္စာကိုင်းနားထောင်အောင်ဆိုသမှာအများကြိုက်အောင်ပါကျမအားဆိုင်လို့ဆိုမရှိအဲ့ဒါတရားပဲအခုချက်လိုက်တဲ့ဥစ္စာတရားဘာဖြစ်လို့တရားလဲလို့ဆိုတော့တရားကိုဆိုရလဲဆိုတော့သူကအများကြိုက်အောင်ပါအားကြိုက်လို့ဆိုမရှင်းလို့ဆိုလိုက်တဲ့အတန်ဘယ်အတန်မဖြစ်ဖြစ်အတိဆရာကသောတရှင်မြတ်နားလဲအောင်တူတောင်းတဲ့ရှင်းဆိုတဲ့အတန်ဟာဘယ်အတန်မှာပဲဆိုတာကိုအတိဆရာလိုက်ပြပြီးတော့တွေ့သည်နဲ့တပြိုင်နက်အဲ့ဒီအတန်ရဲ့
တရားကိုသူပြတယ်အဲ့ဒီအတန်ရဲ့တရားဆိုတာဘယ်အတန်လုံးလို့မေးဖို့မလိုဘူးဘယ်အတန်ဖြစ်ခြင်းတဲ့အတန်ဖြစ်ကြိုက်တဲ့အတန်ကိုမူတည်ပြီးဆိုနိုင်တာကိုအဲ့ဒါကြောင့်အဲ့ဒီလိုနေရာမှာတရားဘောက်ကိုရှာတဲ့နေရာမှာပထမတွေ့ထားတဲ့အတန်ကိုတွေ့ပြီးရင်ထိုအတန်ဤတရားသည်ဘယ်မှာရှိသလဲသူ့ကိုတယောထားရတာကိုပဲတယောနဲ့တရားကိုဒါကြောင့်မလို့တယောတစ်ပေါက်ဤတရားကိုရှာတဲ့အခါမှာကျွန်တော်အရင်ကအစီရင်ခံထားကြတဲ့အတိုင်းတရားတို့မြည်ဒီမှာလဲတယောဤတရားဟာဘယ်တရားတဲ့ညာတရားတဲ့နှစ်ခုရှိတယ်ညာတရားကဘယ်မှာနေလဲလို့ဆိုတော့စုံကနမကနအရင်ပြောသွားတဲ့အထက်မှာစုံကနတို့မြည်ဒီမှာညာဘက်မှာတရားအမြဲရှိတယ်လေးလုံးတွဲအဲ့တော့သိုးသွားတဲ့အတန်ကိုသိပြီးရင်သူ့ရဲ့လေးလုံးတွဲညာဘက်မှာရှိတဲ့အတန်ဒီတရားသာမှာပဲတဲ့ဘယ်တရားကဘယ်မတုံးလို့ဆိုတော့ဘယ်တရားကမငါးလုံးတွဲလို့မြည်တယ်ဘယ်ဘက်ကတရားညာဘက်ကတရားဒါလည်းအရင်ကကျွန်တော်အရင်ခံသွားတဲ့အထက်ပါပါတယ်ဒါကြောင့်မလို့ညာဘက်ကလေးလုံးတွဲနဲ့ဘယ်ဘက်ကငါးလုံးတွဲသူဆိုတဲ့အတန်ကိုရှင်းတဲ့အတန်တွေ့ပြီးအဲ့ဒီအတန်ရဲ့ငါးလုံးတွဲနဲ့လေးလုံးတွဲကိုဇုံချလိုက်ရင်အဲ့ဒါတရားပဲကထဆိုပြအောင်အဲ့ဒီစာလေးပူရှင်းသွားအောင်အများကြိုက်အောင်ပါကျမအားဆိုင်လို့ဆိုမရှိအဲ့ဒါတရားပဲအဲ့တော့ဒီဥစ္စာကိုတိတိကျကျကြနေလားကျွန်တော်တို့ပြပြီးသွားတဲ့အခါမှာရှေ့သွားရမှာကတော့မိတ်ဆိုသေးကြဥပမာကားတဲ့ဥပမာပြတော့မူထားဧကဟောတာတပေါက်သားမယ်မူထားဧကလေစရနဲ့၄ပေါက်သားမြတ်တပေါက်နဲ့၄ပေါက်ဘယ်လိုကွာလဲဆိုတော့တပေါက်နဲ့၄ပေါက်ဟာ၄လုံးတွဲနော်၄လုံးတွဲဆိုရင်ခုနကအစီရင်ခံတဲ့အတိုင်း၄လုံးတွဲညာဘက်ကတရားဘယ်ဘက်ကတရားဒီတော့သူ့သဘောကဘယ်ကိုသွားလဲတရားကနေပြီးတော့တရားကိုရှင်းသွားတယ်ဥစွာညင်းလုံးတနှုတ်အောက်ပြန်လို့အရင်အပတ်ကပြောသွားကြတဲ့ဥစ္စာကတရားကိုတရားလုတ်သွားတယ်အခုတရားကိုတရားလုတ်ပြတယ်ဟုတ်ဒါတော့မူထဧကနော်လေစရနဲ့ဖြားချတပ်ပင်ခုနှစ်ပေါက်နဲ့၄ပေါက်လဲ၄လုံးတွဲပဲဒီတော့ဆိုလိုတာကတပေါက်တရား၄ပေါက်တရား၄ပေါက်တရားခုနှစ်ပေါက်တရားခုနှစ်ပေါက်တရား၃ပေါက်တရားစသဖြင့်ပေါ့လေအဲ့ဒီအတိုင်းသူ့နေရာကသူပြန်စတဲ့ဥစ္စာကိုဒီတထွေးဆက်ဝိုင်းပုံတနိုင်လို့သူကတဖန်သူ့ကိုပြန်အင်းဆိုတဲ့စကားအတိုင်းပဲအဲ့တော့မူထဧကလေစရနဲ့ဖြားချတပ်ပင်ညှိနှိုင်းရှင်၍စီစဉ်ပြုတ်ခရုပတ်လို့တဲ့လဲသွားတာပဲခရုပတ်လို့တွက်လက်ပြီးကဆိုမာတန်ရောက်တီးပေါက်တရားဒွန်တွဲကဖြင့်တရားနဲ့တရားနဲ့ဒွန်တွဲတယ်တဲ့တီးပေါက်တရားဒွန်တွဲကဖြင့်လို့ဆိုတော့အဲ့ဒီတီးပေါက်တရားဒွန်တွဲကဖြင့်ဆိုတီးပေါက်ကတော့တရားရောက်တယ်ဆိုတော့ကျွန်တော်တို့ဥပမာတစ်ခုပြကြအောင်လို့ရဲ့အဲ့ဒီဥပမာဘယ်လိုပြမလဲဆိုတော့ဥပမာအပြင်ဆိုတော့တချင်းကြီးတစ်ပုတ်ကျွန်တော်တို့ဆိုပြရအောင်တချင်းကြီးတစ်ပုတ်ဆိုတော့အဲ့ဒီတချင်းကြီးမှာခုနကကာလဘောအခုတော့တချင်းကြီးဘယ်လိုတချင်းဆိုလဲဘွယ်တဲ့ကဆိုဟုတ်ကဲ့ဘွယ်တဲ့ကဲဘွယ်တဲ့ကကြိုက်တဲ့တပုတ်မင်္ဂလာတီဟောအဲ့ဒါတရားပဲမင်္ဂလာတီလို့ဆိုလိုက်တော့ကျွန်တော်တို့ဥပမာကိုပြနေနော်သောတာရှင်မြတ်ကြားမှာပဲရိဆိုတဲ့နောက်ဆုံးအတန်ဟာခုနှစ်ပေါက်တန်ရောက်ခုနှစ်ပေါက်တန်ရောက်တော့ခုနှစ်ပေါက်တရားဣတရားအရင်ပတ်များကကျွန်တော်အစီရင်ခံထားကြတယ်တရားကိုတွေ့ရင်တရားရှာနေတရားကိုတွေ့ရင်တရားရှာနေလက်တွေ့လက်ပြတယ်တွက်ချက်တဲ့နီးနဲ့လေးပဲသုံးနှောတရားပြန်လိုက်ပါဆိုတဲ့အဲ့ဒီဆောင်ဖို့အရာပေါ့လေအခုကဆိုးထားတာကမင်္ဂလာသီရိလို့သူကဆိုးသွားတယ်ဆိုးသွားတဲ့အခါမှာဒီအတန်ဟာဘယ်ရောက်လဲဆိုတော့ခုနှစ်ပေါက်ရောက်တယ်ဆိုတော့ခုနှစ်ပေါက်ရောက်ရင်ဖြင့်ခုနှစ်ပေါက်တရားဤတရားကိုသိလို့တော့တရားမှတရားသိတော့သုံးလို့ခုနှစ်ပေါက်တဲ့သုံးလို့လေးအဲ့တော့ခုနှစ်ပေါက်သူကဆိုတော့လေးပေါက်ကြတယ်တဲ့အဲ့ဒါဆိုမှတန်ရောက်တီးပေါက်တရားနော်ဒီတိုင်းကျွန်တော်ပြလာခဲ့တယ်ဒါကတော့ဒီသ
တဘောပေါက်တော့ပါတို့တော့လည်းပဲထပ်ပြီးတော့ပူရှင်းသွားအောင်အဲ့ဒီမင်္ဂလာသီရိကိုထပ်ပြီးတော့တမျိုးဆိုအောင်ဗျာမင်္ဂလာသီရိဒါလည်းတရားပဲပထမတခါဆိုတာမင်္ဂလာသီရိဆိုတော့ခုနှစ်ပေါက်မှသူရထားတယ်ခုနှစ်ပေါက်ကနေမျောလိုက်တယ်ခုနှစ်ပေါက်တရောကနေမျောတယ်တရောကနေပြီးတရားကမျောတယ်ပေါ့တနည်းအားဖြင့်ပြောမယ်ဆိုတော့အတန်တောင်းလိုက်တယ်အတန်ဆိုတဲ့လူကအတိသမကိုတောင်းလိုက်တဲ့ကအတိသမအလိုက်သိဆိုတာတရားပေးတယ်ခုနှစ်ပေါက်ကတောင်းတော့ခုနှစ်ပေါက်တရောရဲ့တရား၄ပေါက်ပေးတယ်အခုဒုတိယအကြိမ်ဆိုလိုက်တာကခုနှစ်ပေါက်ကနေမတောင်းဘူးသူကဒီတစ်ချိန်တောင်းတာကမင်္ဂလာသီရိဆိုပြီးတော့အောက်ကိုဆင်းလာပြီးတော့သူတပေါက်ရောက်အောင်တောင်းတပေါက်ကနေတောင်းလိုက်တော့တပေါက်တရောဤတရားက၅ပေါက်တပေါက်တရောဤတရား၅ပေါက်ဖြစ်တော့ကဒီတစ်ချိန်ကျတော့ဒုတိယချိန်ကျတော့၅ပေါက်တန်ကိုသူကပေးရတယ်အဲ့ဒါလိုပေးသွားတော့သူတရောနဲ့သူတရားနော်သူတရောနဲ့သူတရားဟိုတရောမှာဟိုတရားဒီတရောမှာဒီတရားခုနှစ်ပေါက်မှာ၄ပေါက်တပေါက်မှာ၅ပေါက်အဲ့ဒါလိုပြသွားတယ်သူကဆိုလိုတဲ့အတိုင်းပေါ့လေဒွန်တွားကဖြင့်၃ပြာတန်စင်ပြည့်စုံနေအောင်နန်တွင်နန်ချင်းရုပ်ချင်းချင်းတို့သက်စင်တူစွာဥပမာတို့လို့ဟောတယ်လို့ရာဇမတ္တဟာတမစ္စရိကျမ်းကဆိုတယ်ဆိုလိုတဲ့သဘောကတော့တရားနဲ့တရောသူ့ဟာနဲ့သူကတွဲပါလေဒီပြည်နေရာသွားတွဲလို့မရဘူးသို့တော့သောတာရှင်များဝေးသွားမှဆိုလို့ကျွန်တော်ဆက်လက်ပြီးတော့အရှင်ခံမြတ်တယ်အခုပမာအပြင်တပေါက်တရားနှစ်ပေါက်တေ၄ပေါက်တရောလို့ဆိုတယ်တပေါက်တရားနှစ်ပေါက်တေ၄ပေါက်တရောဆိုတာ1 2 4အတန်3ခုအဲ့ဒီ3ခုနဲ့တခြားသောတရားတေတရောအတန်များအမတန်ဝေးကြသလားလို့သူ့တွဲနဲ့သူဆိုတော်လည်းပဲဝေးသလားဆိုမဝေးဘူးသောတာရှင်များခင်ဗျာအတန်က9တန်ရှိတယ်အခုတွဲထားတာကတရားတေတရောဒီအတန်3ခုမှာတရားတီတရောဆို1ကဲ2ကဲ4ရယ်ကျန်တာကဘာကြံသေးလဲ3ရယ်5ရယ်6ကဲ9ရယ်ကြံတယ်ကောင်းပြီ3ပေါက်တရားများထားလို့ရှိရင်1 2 4တကလွတ်အောင်တွန်းနိုင်လားဆိုတော့3ပေါက်တရားဆိုရင်4ပေါက်ဟာတီဖြစ်ပါလေ4ပေါက်300မှာပဲအကယ်၍5ပေါက်တရားဖြစ်တော့5ပေါက်တရားဖြစ်တော့တပေါက်ကတရောဖြစ်ရမှာပဲမလွတ်ဘူးနော်6ပေါက်တရားဖြစ်ရင်6ပေါက်တရားဖြစ်ရင်2ပေါက်ကတရောဖြစ်ရမှာ9ပေါက်တရားဖြစ်တော့တပေါက်ကတေဖြစ်ရမှာပဲမလွတ်ပါဘူးတိုးတော်လည်းပဲသူ့ဥစ္စာနဲ့သူဆိုလိုတဲ့အတိုင်းပေါ့လေနန်ကိုနန်ချင်းရုပ်ချင်းချင်းတို့သက်စင်တူစွာဥပမာတို့လို့ဆိုတော့စိတ်စေတသိက်ရုပ်နိဗ္ဗာန်ဒီလိုကျွန်တော်တို့တရားစာများမှာရှိတယ်ဘယ်အခါမှဆိုဘာသာဤလွှမ်းမိုးခြင်းကကျွန်တော်တို့ရှိတာကိုဒါတော့စိတ်စေတသိက်ရုပ်နိဗ္ဗာန်လို့ဆိုတော့စိတ်ဆိုတဲ့ဥစ္စာဟာရုပ်နဲ့တွဲလို့မရဘူးစိတ်ဒီစေတသိက်နဲ့တွဲမှရတယ်စိတ်ဟာစေတသိက်နဲ့မတွဲရင်ဝိညာဉ်ဖြစ်နေမှာဘူးစိတ်ဒီစေတသိက်နဲ့တွဲတော့နာမ်ဖြစ်သွားတယ်နာမ်ဖြစ်တော့နာမ်ကိုနာမ်ချင်းရုပ်ကိုရုပ်ချင်းအဲ့ဒါလိုတွားတယ်အဲ့ဒါကြောင့်သူ့နေရာနဲ့သူ9ပေါက်တရောကြတော့4ပေါက်တရားတဲ့ဒါနော်တပေါက်တရောကြတော့5ပေါက်တပေါက်တရောတော့5ပေါက်တရားတဲ့သူ့ဟာနဲ့သူတွားပါလေအဲ့ဒါကြောင့်ကျွန်တော်တို့မှာသိလို့တာကတောတရှင်များသိဖို့ကဟိုအခုကာလလူငယ်များသုံးနေကြတဲ့ခေတ်ကာလကီချင်းဆိုတာမျိုးပေါ့လေအတန်ဟာကျွန်တော်တို့မှာဒီဥစ္စာအတန်ပြောင်းတဲ့ဥစ္စာကအချိန်မရွေးလွယ်လွယ်ကူကူနဲ့ကြာကြာနေတာကျွန်တော်တို့ပြောင်းသွားနိုင်တဲ့တတ်တည်ရှိပါလေမြန်မာဒုတိယမှာအဲ့ဒါလိုရှိလာတဲ့အတွက်ကြောင့်တရားတရောတရားကိုမှုတ်နေအောင်သိထားဖို့အဲ့ဒါကိုကျွန်တော်ဥပမာတင်ပြခြင်းဖြစ်ပါတယ်သောတာရှင်များတွေကပါဝင်ပြီးဆွေးနွေးတဲ့အချက်များကိုလည်းကျွန်တော်ပါအောင်ပြောပါမယ်အဲ့ဒါကြောင့်နောက်တစ်ချိန်ကြတော့ကရာဇမတ္တဟာသမစ္စရိကျမ်းဆိုတာဘယ်လိုကျမ်းဆိုတာရဲ့အဆိုးနယ်အဆိုးသမားဟာသူ့နယ်ကိုသူဘယ်လိုသိရမလဲအတိနေတဲ့ဝင်းမသွားအောင်အဆိုးအတန်ကျူးမသွားအောင်အကြောင်းများကိုကျွန်တော်ဆက်လက်ပြီးတင်ပြပါအောင်ခင်ဗျာဝိုင်းဝန်းပြီးတော့သောတာရှင်တော်မူခြင်းအဖြစ်အားပေးတဲ့အတွက်အများစွာကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့လည်းအားပေးတော်မူကြပါဦး
ကျွန်တော်တတ်နိုင်လို့ရာသမတ္တဟာသမစ္စည်းကျမ်းအလိုအဖြစ်တင်ပြပါမယ်မြတ်စွာကျေးဇူးတင်ပါတယ်